ဘယ်အလုံးမမသိဘာမှမသိဒီလိုပဲစောင့်နေရတာဘလောက်ကြာပြီလဲဘာငါတစ်တိုင်ရောလဲအဲ့ငါတစ်တိုင်ရောထောက်သားမရှိမခေါ်ဘူးကိုလည်းမပြောတဲ့အဲ့ငါတစ်တိုင်ရောထောက်သားမရှိမခေါ်ဘူးနေတရားနဲ့ဘွဲတာလုံးနေမဟုတ်ဘူးကျန်တဲ့သူတွေအကုန်လိုင်းတက်နေအကုန်သိတယ်အကောင်းကောင်းပြောငါလည်းဒီအကောင်းဆုံးပြောနေတာငါတိချက်ကောင်းကောင်းမပြောနိုင်ဘူးနင်တို့လိုရဲ့လောက်ရအောင်ပြီးတော့မဟုတ်လားဘယ်ချိန်လောက်ရမှာနော်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဟာတာလူရဲ့ရှင်းဗီဒီယိုတွေကိုအမြဲတမ်းတင်ဆက်ပေးနေတဲ့ရှမ်းမြေဖြစ်ပါတယ်ကျွန်တော်ရဲ့ဟာတာလူရဲ့ရှင်းဗီဒီယိုတွေအမြဲတမ်းတင်ဆက်နိုင်အောင်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လေးနေပြီးပေးကောင်းလောက်လေးကိုလည်းနေထားပေးဖို့တောင်းဆိုပါရစေဘယ်တော့လောက်ရမှာလဲဟိုတနေ့တည်းကအလုပ်ထဲမဲ့ပြောရတယ်လို့ဘာလို့လက်မခံလဲနင်ကပလိမ့်နဲ့ချိန်ချောင်းမှာတော့နင့်နောက်ကိုဘယ်သူကလိုက်မလဲပလိမ့်နဲ့ချိန်ချောင်းကြာပြီမို့ဖမ်းခံရတာအေးနင့်စောက်ချင်းကတီးပြီးသားနော်နင်ဒီလိုတွေလှုပ်ရှားနေဆိုတီးပြီးသားအခုကအဲ့ဆိုဘယ်လိုဖြစ်ချင်အောင်ပြောကြည့်အဲ့တော့ပတ်စံပြန်ပေးလို့ကိုကိုပြောညာလေးညီမ15ရောက်စာငွေပဲပြန်လို့ရှင်တယ်ဘာမှမဖြစ်ရှင်ဘူးအလုပ်လည်းမလုပ်ရှင်တော့ဘူး15ရောက်စာငွေပဲပြန်အမ်းပေးငါပြောခွာရှင်းချင်းလေးအလုပ်ပြန်ထည့်ပေးမယ်အဲ့ဒါကိုလက်ခံလားလက်မခံနိုင်ဘူးစောင့်လည်းမစောင့်နိုင်ဘူးတပတ်လို့ပြောပြီးလို့မှ25ရက်ကြာရတဲ့အသွဲမစောင့်နိုင်တော့ဘူးဘယ်သူမှမယုံတော့ဘူးရဲတွေနဲ့ချင်းချောက်တဲ့အသွဲမစောင့်နိုင်တော့ဘူးငွေပဲပြန်အမ်းပေးပါနင်တို့ကစကားကောင်းကောင်းပြောပြီးသားအဲ့ဒါညီမလည်းအကောင်ပဲလုပ်ပေးမယ်ငါ့လုပ်ထည့်ပေးမယ်ပြောတာအခုငါဘက်ကနေအလုပ်ထည့်ပေးတဲ့ဆိုရင်နှုတ်ဘက်ကလောက်ရမှာကျန်တဲ့အပိုင်းကငါအပိုင်းအဲ့ငါအပိုင်းတွေပေါ့ဒီလိုပဲတပတ်နဲ့25ရက်ပြည့်အောင်ဆောင်25ရက်ပြည့်တော့ဘလော့လားဘာသဘောလဲအဲ့ဒါဘာလို့ဘလို့အဲ့ဒါတော့ရေးလိုက်ဖြည့်ရှင်းအောင်လေနင်တို့ဆက်မှတ်တဲ့အချိန်ကမထိုင်းနိုင်ငံမှာရွေးကောက်ပွဲလုပ်တယ်ဟိုဟာလုပ်တာလေရွေးကောက်ပွဲမရောက်ခင်စမတဲ့တရက်နေ့ကသွားတယ်တရက်နေ့ကသွားပြီးတော့တပတ်နေအလောက်ရမယ်လို့ပြောပြီးတော့တပတ်လေးပြေးလို့အလုံးမရဘူး15ရက်ရောက်လာတယ်ရေကောက်ပွဲရောက်လာရေကောက်ပွဲပြီးတော့24ရက်25ရက်ရမယ်အဲ့ဒီအတွင်းမှာလောက်ကိုရမယ်လို့ပြောပြီးတော့အခုချိန်ထိအလုံးမရဘူးအဲ့ဒီအတွင်းမယုံတော့ယုံလည်းမယုံကြည်တော့ဘူးပတ်စံပဲပြန်လို့ရှင်တယ်ဒီတော့မှာပြောပြတာငါနောက်လုပ်ထည့်ပေးမယ်နောက်လုံးလည်းမယုံတော့ဘူးဘယ်သူမှယုံကြည်မှုမရှိတော့ဘူးနောက်လောက်ကြကွာပတ်စံမကုန်လို့လားနောက်လောက်ကြကွာလောက်ကြပတ်စံမကုန်ဘူးလားဘယ်တော့ကပတ်စံလုပ်ရှင်ပြောနောက်လုပ်ထည့်ပေးမယ်ဒါထောင်းတယ်မယ်ဘာမှမသိရင်ပေးမှာအဲ့တော့မယုံတော့ဘယ်လိုလုပ်လဲအခုလည်းတယောက်တည်းလုပ်တာမဟုတ်ဘူးအများနဲ့လုပ်တာဟဲ့နောက်လုပ်ငါကဘယ်လောက်ပဲကုန်ကုန်အဲ့ကောမဲပတ်စံကိုနင်ပြန်ပေးလိုက်ပြီးနေပြီလေအောင်မျိုးအလုပ်ပေးရငါတာဝန်ပဲလုံးမလို့ချင်းငွေပေးမှမလုပ်ရတာပြောသူတို့အလုပ်မလို့ရှင်တော့ဒီ15ရက်အလုပ်မလို့ရှင်တော့ငွေပဲပြန်လို့ရှင်တယ်ဒါပဲငွေပဲပြန်ငါတယောက်တည်းလုပ်တော့မဟုတ်ဘူးအလုပ်ကအဲ့ဒါနေရဟာကိုပဲရှမ်းရဟာကိုမရချင်ရှမ်းရအများနေခမရရလောက်ပဲကျတို့ပေးအကုန်လုံးပြန်ပေးဘာမှတပြားမှမကြံအကုန်လုံးပြန်ပေးစမှာခတ်တယ်ဒါပဲနေပါဘာမှလည်းငါ့ကိုမင်းရပေးနေအောင်ဘာကောင်မှမဟုတ်ဘာကောင်မှလည်းမဟုတ်ဘူးကျွန်တော်ရဲ့ဟာတာလူရဲ့ရှင်းဗီဒီယိုတွေအမြဲတမ်းတင်ဆက်နိုင်အောင်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လေးနေပြီးပေးကောင်းလောက်လေးကိုလည်းနေထားပေးဖို့တောင်းဆိုပါရစေ